Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီ Photoshop ပေါ့နော် Photoshop lesson 2ပေါ့နော်ကျွန်တော် Photoshop သင်ခန်းစာနှစ်အနေနဲ့ကျွန်တော်သင်ခန်းစာနှစ်အနေနဲ့ကျွန်တော်ဘယ်အကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီက new document ပေါ့နော် new document ဆိုတာဘာလဲပေါ့နော်ကျွန်တော်တို့ new document ဆိုတာသူကဒီ file တွေကနေပြီးတော့ကျွန်တော်ဒီမှာ new ဆိုတာရှိရပေါ့နော်ကျွန်တော် shortcut key အနေနဲ့ကျွန်တော် control N နဲ့သွားလို့ရရပေါ့နော်ဒီ new document ထဲမှာဒီ new file ထဲမှာပေါ့နော်ဘာတွေလုပ်လို့ရလဲဆိုတဲ့ဟာကိုကျွန်တော်အဓိကပြောပြပေးသွားပါမယ်ဒီမှာကတော့ဒီနောက်ပိုင်းထွက်တဲ့ version တွေမှာသူကဒီမှာ photo တို့ဒီမှာ print တို့ဒီမှာဒီ web design တို့ဒီ phone တို့ပါဒီလိုသူတို့ဒီ auto ပါတဲ့ site လေးရှိရပေါ့နော်မိတ်ဆွေတို့ကကျွန်တော်ကိုယ်တိုင်ပေါ့နော်ကိုယ်တိုင်ဒီစာရွက်ဒီ layer ဒီ document ယူတဲ့နေရာမှာsite တွေကိုယ်တိုင် site တွေချိုးပြီးတော့ယူလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင် width ဆိုတာရှိရဒီမှာ height ဆိုတာရှိရပေါ့နော်ကျွန်တော်ဒီမှာကကျွန်တော် pixel နဲ့သွားတယ်ပေါ့နော်ဒီထဲမှာဆိုကျွန်တော်ဒီမှာ inch တို့ဒီ centimeter millimeter တွေဒီဟာတွေများသောအားဖြင့်သုံးကြတယ်ပေါ့ဗျာကျွန်တော်ကတော့ဒီ pixel နဲ့ပဲများသောအားဖြင့်သွားလေးရှိရပေါ့နော်inch နဲ့လည်းသွားလို့ရတယ်ပေါ့နော်ဒါ inch ဆိုတာသူကလက်မပေါ့နော်အဲဆိုကျွန်တော်တို့ကဒီမှာကိုလိုချင်တဲ့လက်မကိုထည့်ပေးလို့ရရပေါ့ဒီမှာကျွန်တော်တို့ဒီဓာတ်ပုံ site ပေါ့ဗျာ post-it site ပေါ့နော်ကျွန်တော်ဓာတ်ပုံသမားဆိုတော့သိပါဒီဟာကျွန်တော်တို့ post-it site လေးပေါ့နော်ဒါဆိုရင်အကျယ်က၄လက်မပေါ့နော်အမြင့်ကသူကဒီမှာ6လက်မပေါ့ဗျာအဲ့ဒါအောင်မှဒီမှာကျွန်တော် resolution ရှိရ resolution ကတော့ဒီကျွန်တော်ကတော့များသောအားဖြင့်300နဲ့ထားပြီးဆွဲလေးရှိရပေါ့ဗျာဒီအောက်မှာကျွန်တော်တို့ color mode ဆိုတာရှိရပေါ့နော်ဒီမှာ color mode မှာသူဘာကွာသွားပလဲဆိုတော့ကျွန်တော်ဒီ RGB ဒီက RGB color ဆိုတာကြာသူကကျွန်တော်တို့ mobile တွေကျွန်တော်တို့ဖုန်းတွေနဲ့ပြီးတော့ကျွန်တော် social media design တွေပေါ့နော် Facebook တို့တခြားဒီ social media ပေါ်တွေမှာတင်ဖို့အတွက်ဆိုလို့ရှိရင် RGB နဲ့ဆွဲတယ်ပေါ့နော်ကျွန်တော်တို့ဒီဟိုပါပေါ့ B9 တို့ကျွန်တော်တို့နောက်ထပ်ကကျဒီ jersey design တို့အဲ့လိုမျိုးဒီ B9 ထုတ်ဖို့ပဲဖြစ်ဖြစ် jersey အင်ကြီးတွေ design တွေဆွဲတာပဲဖြစ်ဖြစ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကCMYK color နဲ့ဆွဲမှတော့ color အမှန်အပြင်မှာအမှန်ထွက်မယ်ပေါ့နော်များသောအားဖြင့်ကျွန်တော် digital ဒီမှာ Facebook တွေပါတင်ဖို့ post တင်ဖို့ဆိုရင်တော့ဒီ RGB နဲ့ဆွဲတာပိုပြီး color မှန်တယ်ပေါ့နော်ဒီကျွန်တော်တို့ B9 တို့ဘာလို့ထုတ်မယ်ဆိုလို့ရှိရင်တော့ CMYK နဲ့ဆွဲပေါ့နော်ဒီနေရာလေးနည်းနည်း change လို့ရတယ်ပေါ့နော်ဒီမှာကတော့ဒီ new document မှာကတော့ trade to တော့တိတ်မရှိပါဘူးဒီမှာစာရွက် layer ပေါ့နော်ကိုလိုချင်တဲ့ site ကိုဒီမှာလာပြီးချိုးလို့ရတယ်ဒီမှာ centimeter နဲ့ဆွဲမလား pixel inch နဲ့ဒီလက်မနဲ့ဆွဲမလား centimeter နဲ့ဆွဲမလားဒီဟာလေးတွေတစ်ချက်ပြန်ချွိုက်ပြီးတော့ကိုလိုချင်တဲ့ဟာလေးကိုရွေးပြီးလို့ရှိရင်ကျွန်တော်ဒီမှာ create ဆိုတာရှိပါတယ် create ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒါမျိုးpost-it site ပေါ့နော်စာရွက်လေးဒါကျလာတယ်ပေါ့ဗျာဒီမှာအောင်မှကျွန်တော်တို့ဒီမှာ color တွေချိန်မယ်အရောင်တွေချိန်မယ်စာတွေပါတွေရေးမယ်ပေါ့နော်ဒီဟာတွေကတော့ကျွန်တော်နောက်ထပ်သင်ခန်းစာတွေမှာကျွန်တော်ထပ်ပြီးတော့မှကျွန်တော်ပြပေးသွားမယ်ပေါ့ဗျာဒီစာရေးပုံရေးနည်းလေးတွေကျွန်တော်ဒီလိုမျိုး site အကျုံးအချက်လေးတွေကျွန်တော်တို့ပြပေးသွားမယ်ပေါ့ဗျာဒီနေ့ကကျွန်တော်ဒီနေ့ lesson 2အနေနဲ့ဗာပြောချင်တာလဲဆိုတော့ကျွန်တော် file ထဲမှာရှိတဲ့ဒီ new layer ပေါ့နော် control N ပေါ့နော် new document ကိုကျွန်တော်တို့ရှင်းပြပေးတာဖြစ်ပါတယ်ဒီမှာ site အကျယ်ဝန်းနေ site ရဲ့အကျယ်ရွေးလို့ရမယ်အမြင့်ရွေးလို့ရမယ်ဒီမှာ inch လား pixel လား centimeter millimeter ရွေးလို့ရမယ်ဒီမှာကျွန်တော် resolution ကိုကြိုက်တယ်လို့ထားလို့ရမယ်ပြီးလို့ရှိရင်ဒီမှာ RGB mode လား CMYK mode လားများသောအားဖြင့်ကတော့ RGB နဲ့ CMYK ကိုပဲသုံးကြတယ် B9 အတွက်ဆိုလို့ရှိရင် CMYK ကိုသုံးမယ်ကျွန်တော်တို့ဒီ Facebook တွေပေါ်ပုံတင်ဖို့အတွက် post design ဆွဲတယ်ဆိုလို့ရှိရင်တော့ RGB နဲ့ဆွဲမယ်ဆိုတာလေးတစ်ချက်မှတ်ထားပေးပါဒါဆိုလို့ရှိရင်မိတ်ဆွေတို့က new document အကြောင်းကိုနားလည်လိုက်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဒီ Photoshop သင်ခန်းစာ lesson လေးတွေကိုတစ်ရက်ကိုကျွန်တော်တစ်ပုတ်ချင်းတခြားတင်ပေးသွားပါမယ်တစ်ခုချင်းကိုတခြားလေးလိုက်ကြည့်ပြီးလုပ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ Photoshop ကိုကျွမ်းကျွမ်းကျင်ကျင် Photoshop basic ကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ဒီကောင်းကောင်းမွန်မွန်နားလည်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဒီသင်ခန်းစာလေးတွေကိုတစ်ခုချင်းကျွန်တော်နေ့စဉ်တင်ဆက်ပေးသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye